အားလုံးပဲမင်္ဂလာပါ VOC သတင်းဌာနကနေကြိုဆိုပါရစေကျွန်မကတော့အေးတင်စာပါဒီကနေ့ဧပြီလ10ရက်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးသွားမှာပါယနေ့ရနာဆင်ရမယ့်သတင်းတွေကတော့ချင်းပြည်မြောက်ပိုင်းတွန်းဆန်မြို့နယ်နှက်ဆန်ကျေးရွာကိုစစ်ကောင်စီလက်ပါစီ ZRA ကအကြောင်းမဲ့မိရှုဖျက်ဆီးတဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီး ZRA အနေနဲ့တာဝန်ခံရမယ်လို့ချင်းမျိုးသားတအူ CNF ကပြောဆိုလိုက်ပါတယ်ချင်းပြည်မရာဒေတာမှာဒေတာခံပြည်သူတွေကိုလူမျိုးခြားဘာသာခြားထံစစ်တင်နန်းတက်ရောက်ရန်အတင်းအဓမ္မစီစဉ်မှုတွေရှိနေလို့လူငယ်အမြောက်များဘေးလွတ်ရာထွက်ပြေးနေကြရတယ်လို့မရာလန်ကောင်စီကထုတ်ပြန်ပါတယ်ကချင်ပြည်နယ်နဲ့စကိုင်းတိုင်းအစပ်ကအင်ဒိုမြို့ကိုတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေကအပိသက်သိမ်းပိုက်လိုက်တာကချင်ပြည်နယ်ကျေးရစစ်ရှောင်းစခန်းကကလေး3ဦးကိုပြန်ပေးဆွေးတပ်ဖြတ်ခဲ့တဲ့တရားခံကို KIA ကတေတံချမှတ်လိုက်တဲ့သတင်းတွေနဲ့တူအခြားစိတ်ဝင်စားစရာနောက်ဆုံးရသတင်းတွေတင်ဆက်ပေးဖို့ရှိပါတယ်ချင်းပြည်မြောက်ပိုင်းတွန်းဆန်မြို့နယ်နှက်ဆန်ကျေးရွာကိုစစ်ကောင်စီလက်ပါစီဇုံမီ Revolutionary Army ZRA ကအကြောင်းမဲ့မိရှုဖျက်ဆီးခဲ့လို့အင်ဂျီ80ကျော်မိလောင်ပျက်စီးခဲ့တဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီး ZRA အနေနဲ့တာဝန်ခံရမယ်လို့ချင်းမျိုးသားတအူ CNF ကယနေ့ကထုတ်ပြန်လိုက်ပါတယ်စစ်ကောင်စီရဲ့လက်ပါစီ ZRA ကဧပြီ3ရက်နေ့မှာချင်းပြည်ကောင်စီပူပန်းတက်သိမ်းပိုက်ထားတဲ့တွန်းဆန်မြို့ကိုထူးစစ်ဆင်လာလို့တိုက်ပွဲဖြစ်ပွားခဲ့ရမှာချင်းပြည်ကောင်စီပူပေါင်းတပ်ကခုခံတိုက်ခိုက်မှုကြောင့် ZRA တပ်တွေပြန်လည်ဆုတ်ခွာသွားတဲ့အချိန်အပြန်လန်းမှာနှက်ဆန်ကျေးရွာကအပြစ်မဲ့ပြည်သူနေအိမ်ချေ80ကျော်ကိုအကြောင်းမဲ့မိရှုဖျက်ဆီးခဲ့ကြတာလို့ CNF ကပြောဆိုပါတယ်နေအိမ်မိရှုခံရတဲ့နှက်ဆန်ကျေးရွာကဒေသခံပြည်သူတွေဟာချင်းပြည်ဆိုရဆိုးမိုးထားတဲ့လွမြောက်နေမြေတနေရာမှာခိုးလုံနေကြရပြီးအရေးပေါ်အကူအညီတွေလည်းလိုအပ်နေကြတယ်လို့ဆိုပါတယ်မြန်မာတနိုင်ငံလုံးငလင်ပေးအနေအကြောင်းလူသားချင်းစာနာမှုအကူအညီပေးရေးဆိုင်ရာအရေးပေါ်အခြေအနေရောက်ရှိနေတဲ့အချိန်မှာတစ်ဖက်သက်အပိခတ်ရပ်ဆိုင်ထားမှုကိုအခွင့်ကောင်းယူပြီးချင်းပြည်ကောင်စီပူပေါင်းတပ်နဲ့အပြစ်မဲ့အယက်သားပြည်သူတွေအပေါ်ရည်ရွယ်ချက်ရှိရှိတိုက်ခိုက်တာဟာလုံးဝလက်ခံတီးခတ်နိုင်စရာမရှိတဲ့အတွက်လိုအပ်တယ်လို့ပြန်လေတုံ့ပြန်သွားမယ်လို့လည်း CNF ကထုတ်ပြန်ပါတယ်2021ခုနှစ်စစ်အာဏာသိမ်းမှုနောက်ပိုင်းမှာ ZRA ဟာအကြမ်းဖက်မြင့်အောင်နိုင်ဦးဆောင်တဲ့စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ပူးပေါင်းနေပြီးချင်းမျိုးသားတပ်ဦးနဲ့ဒေသကာကွယ်ရေးတပ်ဖွဲ့တွေရဲ့စစ်စင်ရေးတွေကိုနှီးမျိုးစုံဖြင့်နှောက်ယှက်ဟန့်တားရန်အကြိမ်ကြိမ်ကြိုးပမ်းလာခဲ့တာလို့ဆိုပါတယ်ဒါပြင် ZRA တပ်ဖွဲ့ဟာ2010ခုနှစ်ဝန်းကျင်ကစပြီးချင်းပြည်မြောက်ပိုင်းတီးတိမ်တွန်းဆန်မြို့နယ်မှာဒေသခံပြည်သူတွေကဧကပေါင်းများစွာဘိန်းဆိုင်ပြိုးစေပြီးဘိန်းထုတ်လုပ်ရေးနဲ့ဘိန်းရောင်းဝယ်ရေးကိုစနစ်တကျလုပ်ကိုင်နေတဲ့အဖွဲ့ဖြစ်တယ်လို့ CNF ကပြောပါတယ်။မွေးစေဝါထုတ်လုပ်မှုနဲ့ရပ်တည်နိုင်ရန်ကြိုးပမ်းနေတဲ့အကြမ်းဖက် ZRA တပ်ဖွဲ့ဟာနေဦးတော်လှန်ရေးကနေပေါက်ဖွာလာတဲ့ချင်းပြည်မြောက်ပိုင်းဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေနဲ့အပြစ်မဲ့ပြည်သူတွေပေါ်မကြာခဏဆိုသလိုအကြမ်းဖက်လုပ်ရက်တွေလည်းကျူးလွန်နေတယ်လို့ဆိုပါတယ်။ZRA အနေနဲ့နှက်ဆန်ရွာသားတွေအပေါ်လူသားမဆန်ကျူးလွန်ခဲ့တဲ့အကြမ်းဖက်လုပ်ရက်တွေကိုဖုံးကွယ်ဖို့အတွက် Zomi Political Coordination Committee ZPCC အမည်နဲ့ချင်းမျိုးသားတအူးနဲ့ချင်းပြည်ကောင်စီဖွဲ့ဝင်တွေအပေါ်ရှင်းနောက်မငေတဲ့မဟုတ်မမှန်ဆွဆွဲမှုတွေကိုဧပြီ9ရက်နေ့ကထုတ်ပြန်ခဲ့ပါတယ်။အဲ့ဒီထုတ်ပြန်ချက်မှာပါတဲ့အချက်လက်တွေဟာလောက်ကျန်ဖန်တီးမှုတသက်တာဖြစ်ပြီးပြည်သူလူထုအနေနဲ့နားမယောင်မိကြဖို့နဲ့နှက်ဆန်ရွာမီးရှို့ဖျက်ဆီးမှုပေါ် ZRA ကတာဝန်ခံစေရမယ်လို့ CNF ကထုတ်ပြန်ထားပါတယ်။ချင်းပြည်နယ်မရာနေဒေသမှာဒေသခံပြည်သူတွေကိုလူမျိုးခြားဘာသာခြားထံစစ်တင်နန်းတက်ရောက်ရန်အတင်းအဓမ္မစီစဉ်မှုတွေရှိနေတယ်လို့လူငယ်အမြောက်များဘေးလွတ်ရာထွက်ပြေးနေကြရတယ်လို့မရာလန်ကောင်စီကထုတ်ပြန်ပါတယ်။မရာနေတွင်အသက်14နှစ်ကနေ45နှစ်ကြာရှိတဲ့ဒေသခံပြည်သူတွေကိုလူမျိုးခြားဘာသာခြားထံစစ်တင်နန်းတက်ရောက်ဖို့လူတစုကစစ်မှုမထမ်းမနေရအမိန့်ထုတ်ပြန်တာစစ်မှုမထမ်းလို့ဘာကအတင်းအဓမ္မဖမ်းဆီးဖို့စီစဉ်နေတာတွေရှိနေတယ်လို့မရာလန်ကောင်စီကဧပြီ9ရက်နေ့ကထုတ်ပြန်ပါတယ်။ဒီလိုခြေနေကြောင်းမရာလူငယ်အများပြားဟာကြောင်ရွံထိတ်လန့်နေကြပြီးဘေးလွတ်ရာမရာပြင်ပသို့ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့လည်းဆိုပါတယ်။မရာလူငယ်တွေရဲ့အနာဂတ်ဘဝကိုငှင့်ညာထောက်ရှုတော့အပြင် UG ပညာရေးစနစ်မှာပညာစည်းဖို့လူသူတွေဆက်လက်သင်ယူနိုင်ရေးအတွက်နေရာထိုင်ခင်းစားနပ်ရိက္ခာနဲ့တင်ကြားရေးစရိတ်တွေကိုမရာလန်ကောင်စီမရာလန် Relief Organization MRO တို့လက်တွဲပြီးပူးပန့်ကူညီရန်စီစဉ်ဆောင်ရွက်နေတယ်လို့လည်းမရာလန်ကောင်စီကထုတ်ပြန်ပါတယ်
မရာလန်ကောင်စီဟာချင်းပြည်ချင်းလန်းအစိုးရနဲ့ချိတ်ဆက်ပြီးမရာအနေမှာအုပ်ချုပ်ရေးတရားစီရင်ရေးလူသားချင်းစာနာထောက်ထားရေးပညာရေးကျန်းမာရေးစတဲ့ကဏ္ဍတွေကိုတက်နိုင်တဲ့ဘက်ကအကောင့်ထေဖို့ဆောင်ရွက်နေတယ်လို့သိရပါတယ်။မရာနယ်လိုင်လန်ပီမြို့ကစစ်ကောင်စီစခန်းကို CDF မရာ CDF လောက်သူ CDF မတူပီ CDF ဇုတ်ဖေး CDF ထန်တန်နဲ့CNA ပူပေါင်းတပ်ဖွဲ့တွေက2023ခုနှစ်နိုဝင်ဘာလ24နေ့မှာအပိသက်သိမ်းပိုက်ခဲ့ကြတာဖြစ်ပါတယ်။ချင်းပြည်ဟာခါမြို့ပေါ်စစ်ကောင်စီလက်အောက်ခံရေးတပ်သားတအူလက်နက်ခဲယမ်းတွေနဲ့တူအလင်းဝင်လာတယ်လို့ CDF ဟာခါကဒီနေ့ထုတ်ပြန်ပါတယ်။ဟာခါမြို့ပေါ်စိုက်ပျိုးရေးခြံမှာလုံခြုံရေးတာဝန်ကျနေတဲ့အသက်25နှစ်ရွယ်ရေးတပ်သားတန့်စင်ဖြိုးဟာဧပြီလ6ရက်ကစစ်ကောင်စီကိုဆန့်ကျင်ပြီးပြည်သူ့တော်လှန်ရေးနဲ့ပူးပေါင်းပါဝင်ဖို့လက်နက်ခဲယမ်းတွေနဲ့တူအလင်းဝင်လာခဲ့တာလို့ဆိုပါတယ်။အလင်းဝင်လာတဲ့ရေးတပ်သားကိုနှွေးနှွေးထွေးထွေးကြိုဆိုခဲ့ပြီးငွေသားစုကြေးတွေချီးမြှင့်ခဲ့တဲ့အပြင်လုံခြုံတဲ့နေရာရောက်တဲ့အထိတာဝန်ယူဆောင်ရွက်ပေးမယ်လို့ CDF ဟာခါကဆိုပါတယ်။ပြီးခဲ့တဲ့မလ25ရက်နေ့ကလည်းစစ်မှုထမ်းဥပဒေနဲ့ဖမ်းဆီးခံပြီးနောက်ဟာခါမြို့ကိုပို့ဆောင်ခံရတဲ့ပြည်သူစစ်2ဦးဟာလက်နက်ခဲယမ်းတွေနဲ့တူ CDF ဟာခါထံအလင်းဝင်ခဲ့ကြပါတယ်။ပြည်သူစစ်နဲ့ရေးတပ်သား12ဦးရှိသွားပြီလို့သိရပါတယ်။စစ်ကောင်စီလက်အောက်မှာတာဝန်မထမ်းဆောင်ခြင်းပဲပြည်သူရင်ခွင်စီပတ်ပြောင်းချင်သူတွေကိုအမြဲတမ်းကြိုးဆိုနေပြီးလုံခြုံတဲ့နေရာရောက်တဲ့အထိတာဝန်ယူသွားမယ်လို့ CDF ဟာခါကထုတ်ပြန်ထားပါတယ်။ကချင်ပြည်နယ်နဲ့စကိုင်းအဆက်ကအင်းတော်မြို့ကိုတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေကဧပြီလ9ရက်မနက်ပိုင်းမှာအပိသက်သိမ်းပိုက်ပြီးလို့သိရပါတယ်။2024ခုနှစ်ဩဂုတ်16ရက်နေ့ကလေးကစတင်ခဲ့တဲ့အင်းတော်မြို့သိမ်းတိုက်ပွဲဟာ10လကြာမြင့်ခဲ့ပြီးအခုလိုသိမ်းပိုက်နိုင်တာဟာကြီးမားတဲ့စစ်ရေးအရာအောင်မြင်မှုတစ်ခုဖြစ်တယ်လို့စစ်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်။အင်းတော်မြို့ပေါ်ကရပ်ကွက်တွေကိုတိုက်ပွဲစားဖြစ်တဲ့ပြီးခဲ့တဲ့နှစ်ကလေးကသိမ်းပိုက်ခဲ့ကြပြီးဖြစ်ပေမဲ့စစ်ကောင်စီရဲ့နောက်ဆုံးလက်ကျန်ဂျပန်ထိုင်ကူလို့ခေါ်တဲ့အထိုင်ချတပ်စခန်းကိုမနေ့ညကတိုက်ခိုက်အပြီးမှာတမျိုးလုံးကိုအပိသက်သိမ်းပိုက်နိုင်ခဲ့ကြတာဖြစ်ပါတယ်။အင်းတော်မြို့သိမ်းတိုက်ပွဲမှာကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ NUG လက်အောက်ခံစကိုင်းအထူးတပ်ရင်1တပ်ရင်10ကတားတပ်ရင်2ကျောင်းသားတပ်မတော် ABSDF တို့ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့သိရပါတယ်။တိုက်ပွဲအတွင်းဟာဝိဇာလက်နက်တချို့ပါဝင်လက်နက်ခဲယမ်းအမြောက်များနဲ့စစ်တုံးပန်းတချို့လည်းဖမ်းဆီးရမိခဲ့တယ်လို့သိရပေမဲ့အရေးအတွက်အသေးစိတ်ကိုတော့မသိရသေးပါဘူး။အင်းတော်မြို့ဟာမန္တလေးမြစ်ကြီးနားပြည်ထောင်စုလမ်းမပေါ်မန္တလေးမြစ်ကြီးနားရထားလမ်းမပေါ်မှာတည်ရှိတဲ့မြို့ဖြစ်ပါတယ်။ယခုလက်ရှိမှာတော်လှန်ရေးတပ်ဖွဲ့တွေကနိုင်ငံတော်ဝန်လုံးမှာစစ်ကောင်စီတပ်ဖွဲ့ထံကနေတင်ပိတ်ထိန်းချုပ်ထားတဲ့မြို့ပေါင်း100နီးပါးတည်ရှိလာပြီဖြစ်ပါတယ်။ကချင်ပြည်နယ် KIA ဌာနချုပ်လိုက်စာမြို့အနီးကျရန်စစ်ရှောင်းစခန်းကကလေး3ဦးကိုပြန်ပေးဆွဲတပ်ဖြတ်ခဲ့တဲ့တရားခံကိုတရားရုံးကတည်တံချမှတ်လိုက်ပြီလို့ KIA သတင်းပြန်ကြားရေးဌာနကနေဖော်ပြပါတယ်။ပြစ်မှုကျူးလွန်ခဲ့သူဦးအုံးဆောင်တွေ့အောင်ကိုတိကျတရားရုံးဖွဲ့စည်းပြီးတော့မလ18ရက်နေ့ကနေ29ရက်နေ့ထိစစ်ဆေးကြားနာခဲ့ပြီးနောက်ရာဇသက်ကြီးဥပဒေပါပုံမှန်364အရာထောင်ဒဏ်10နှစ်ရာဇသက်ကြီးပုံမှန်386အရာအလုပ်ကျန်းနဲ့ထောင်ဒဏ်အနှစ်20လူသက်မှုရာဇသက်ကြီးပုံမှန်303 B အရာမတေမချင်းတေတံအမိန့်ကိုချမှတ်လိုက်တာဖြစ်တယ်လို့သိရပါတယ်။ဦးအုံးဆောင်တွေ့အောင်ဟာဂျေယန်စစ်ဆောင်စခန်းက10နှစ်အရွယ်ခန့်ရှိကြတဲ့မင်္ဂလေးငယ်3ဦးကိုပြီးခဲ့တဲ့ဖေဖော်ဝါရီလ22ရက်နေ့ကပြန်ပေးဆွဲဖမ်းဆီးခေါ်ဆောင်သွားပြီးနောက်ဖေဖော်ဝါရီလ25ရက်နေ့မှာတေဆုံးနေတဲ့ရုပ်အလောင်းတွေကိုပြန်လည်တွေ့ရှိခဲ့ကြတာဖြစ်ပါတယ်။လူသက်မှုကျူးလွန်ခဲ့တဲ့ဦးအုံးဆောင်တွေ့အောင်ဟာဖေဖော်ဝါရီလ25ရက်နေ့မှာ KIA တာဝန်ရှိသူတွေကဖမ်းဆီးရမိခဲ့ပြီးစစ်ဆေးမေးမြန်းခဲ့ပြီးနောက်ကလေးငယ်တွေရဲ့ရုပ်အလောင်းနေရာတွေကိုသူကပြောပြခဲ့တာလို့သိရပါတယ်။ဦးအောင်ဆောင်တွေ့အောင်ဟာအရင်ကလည်း KIA တပ်မှစစ်စည်းကမ်းချိုးဖောက်တဲ့အတွက်ထုတ်ပေခံရဖူးသူဖြစ်တဲ့အပြင်ကာလရှည်ထောင်ဒဏ်ကြခံဖူးသူတဦးဖြစ်တယ်လို့လည်းသိရပါတယ်။ VOC သတင်းဌာနရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။